မနေ့ပြန်20ရက်နော်20ရက်17လပေါ့20ရက်1လ20ရက်1လ2026နော်အဲ့2025နေခုရုံမထွက်နိုင်တယ်မနေ့ကလည်းခက်တီနေပြော2025ရတယ်ဟုတ်လားဟို20ရက်1လ2026နော်အင်္ဂါနေ့အတွက်နော်အဲ့ဒါကိုမပြောခင်မှာကျမကဒီနေ့အတွက်ကိုကြော်ညာတစ်ဖြက်ဝင်လိုက်ကျမဒီနေ့ငါးဖမ်းလိုက်တာလေကျမငါမနေ့ပိုင်းနေကျမဖမ်းနေတာဒီငါဘဲမှာပြေးလို့မရဘူးကျမလက်ထက်အချိန်နဲ့ရောက်လာတာပဲလေသိရမလားအဲ့လိုဖြစ်သွားတဲ့ခါကျကျမတို့အဆင်ပြေလေပေါ့နော်ကျမအဖွဲ့သားကြီးဆိုလို့ရှိရင်2သီးစား3သီးစားတွေနဲ့ဆိုတော့အဆင်ပြေကြတယ်ပေါ့နော်ဒါကတော့တစ်ဖြက်ပေါ့နော်ဒါကြော်ညာလာဝင်တာမနေ့ဖြန်ကကြတော့ကျမကထုံးစံအတိုင်းပေါ့နော်မုံမဲစားလိုက်ပါမယ်ကျဲပါလေကြည့်မနေတော့ဘူးငါကလည်းဖမ်းပြီးပြီဆိုတော့မနေ့ဖြန်ကမုံစားမယ်ဆိုတဲ့နေရာမှာမုံက4ခုဆိုင်ကောင်းမလား9ခုဆိုင်ကောင်းမလားပေါ့နော်ချိန်ပြီးစားမယ်လေထုံစံအတိုင်းပဲပေါ့4ခုဆိုင်ကောင်းမလား9ခုဆိုင်ကောင်းမလားစားပြီးလို့ရှိရင်ကျမတို့တော့နေရဆော့ရအောင်ပါအဲ့ဒါဆိုတော့ခါကျတော့ကကြတော့3ချောင်းတွေနော်8ချောင်းတွေနော်5ချောင်းတွေနော်ဒါတော့ချောင်းလေးတွေလေအဲ့မနေ့ဖြန်အတွက်ကိုတော့ချောင်းလေးじゃ3ချောင်းတွေ8ချောင်းတွေ5ချောင်းတွေမုံက4ခုဆိုင်ကောင်းမလား9ခုဆိုင်ကောင်းမလားအဲ့လိုမျိုးကျမတို့6ခုပူစားခြင်းတယ်6ခုပူစားခြင်းတယ်နော်ဒါကလည်းမနေ့ဖြန်အတွက်တစ်ဖြက်ပေါ့နော်နောက်ပြီးတော့ကျမရဲ့ဓမ္မမိတ်ဆွေနော်ကျမရဲ့ဓမ္မမိတ်ဆွေများကိုလည်းကျမပြောချင်တာကဒီနေ့ညသည်9ရက်ညနော်9ရက်မြောက်ညအောင်မြင်သွားပြီနော်အောင်မြင်သွားရွဆိုပူဇော်ပြီးသွားပြီအဲ့ဒါလေးတာလူခေါ်လိုက်ကြပါအောင်ရှင်နော်ကျမနဲ့အတူတူစိတ်တူကိုယ်တူလိုက်လောက်ကြတဲ့သူတွေကတော့ကန်ဆက်မှာပဲလေနော်ဒါကကျမဒါကဘယ်ပြောမလဲလောကပါဠိနိယာမှာပဲလေနော်လောကပါဠိနိယာမှာပဲအဲ့ဒါကိုကျမသူ့ဖဲပြီးတော့ဆရာကြီးလောက်တာမဟုတ်ဘူးနော်အတူတူလောက်တဲ့အရာဒီအတူတူခံစားရမယ်မလားမကောင်းလဲအတူတူကောင်းလဲအတူတူမကောင်းလဲအတူတူခံမယ်ကောင်းရင်လည်းအတူတူဆမ်းမယ်အဲ့တော့ကျမမကောင်းတာလုပ်နေတဲ့အချိန်မှာကျမနဲ့အတူလိုက်လုပ်တဲ့သူကလည်းကျမနဲ့ပေါင်းပြီးရောထောင်းခံမှာပဲလေအခုကျမကောင်းတာလေးလုပ်နေရဆိုရင်ကျမနဲ့အတူတူစိတ်ရောကိုယ်ပါနှစ်ပြီးတော့လိုက်လုပ်ကြတဲ့သူတွေကလည်းကျမနဲ့အတူတူကန်ဆက်မှာပဲဟုတ်တယ်မလားအဲ့တော့ရောထောင်းခံခြင်းသလားကန်ဆက်ခြင်းသလားဆိုတော့ကိုယ့်ကနေကိုယ်ပဲစဉ်းစားကြပါတော့နော်ကျမကတော့ရောထောင်းမခံရတော့တက်နိုင်ကြလို့စူးစမ်းပေးထားတယ်ဒီနေ့ကတော့အဖွင့်လှတယ်ပေါ့ကြီးကြီးပြောမယ်ဆိုတော့အဖွင့်လှတယ်ပေါ့အေးအဲ့တော့ဒါပဲမနက်ဖြန်အတွက်ကို fighting မနက်ဖြန်အတွက်ကို fighting เนาะဒါမဲ့လေဟိုမနက်ဖြန်မနက်ပိုင်းပေါ့နော်မနက်ဖြန်မနက်ပိုင်းမှာကျမစပိန်ထွက်စီမလားလို့လေစပိန်စီလို့ရှင်တော့ဒီလမ်းကတော့ကျင်းတဲ့ခါကျကျမဟိုပါပေါ့ break ပေါ့နော် break 10ခါလောက်တော့နင်းမှရမယ်နဲ့တူတယ်မနက်ပိုင်းကိုလေစပိန်နင်းလို့ရှင် break 10ခါလောက်တော့နင်းရမယ်ကျမတို့လမ်းနည်းနည်းကျင်းတာ哦အဲ့လိုမျိုးမနက်ပိုင်းပေါ့နော်